အိမ်လာလေတဲ့ကျမတော်တွေကမင်းကတော့ငပိရည်နဲ့ထမင်းစားကျင်တယ်ဆိုလို့ဒီနေ့တော့မင်းကတော့ငပိရည်နဲ့တိုးစရာစုံစုံလင်းလင်းလေးရဲ့ဝတ်သုံးတက်သားကြော်လေးကိုထပြီးတော့ချက်ပေးဖြစ်ပါတယ်အရင်ဆုံးဝတ်သားကိုညှိနှမ်းပြအောင်ကော်မုတ်ရယ်စားရယ်ထည့်ပြီးတော့တေချာနယ်ဖက်ပြီးစီးကြောထားပါတယ်ပြီးရင်တော့နနက်ပွင့်လေးရယ်ချင်းလေးရယ်ထည့်ပြီးတော့ပြုတ်ထားပါမယ်ပြုတ်ပြီးတဲ့ဝတ်သားကိုစားတကြားအချို့မုတ်လေးနဲ့ရတာလေးနဲ့ထားပါတယ်နိုင်ဝက်လောက်အရသာနှက်ထားပြီးတဲ့ခါကျတော့ air fryer ထဲကိုထည့်ပြီးတစ်ဖက်ကိုမိနစ်20စီကြော်ပေးပါတယ်ဒါလေးကတော့မင်းကတော့ငပိရည်ကြိုးလေးဖြစ်ပါတယ်ပဇွန်တုပ်ရယ်ငရုတ်သီးစိမ်းရယ်ကြက်သွန်ဖြူရယ်ခရမ်းညင်သီးရယ်ကိုမှမီးကင်ပြီးတော့တေချာထောင်းပြီးတော့မှငပိရည်လေးဖြောထားပါတယ်အရွက်ကြော်ကိုတော့ခေါ်ရခါညွန့်ကြော်ချက်လေးချက်ဖို့အတွက်ကြက်သွန်ဖြူနီတဲဦးတဲ့ထည့်စီသက်ပြီးတော့ခေါ်ရခါညွန့်လေးတွေထည့်မယ်ထည့်ပြီးတဲ့ခါကျလို့ရှိရင်တော့ရေထည့်အဖုံးအုပ်ပြီးတော့မှကြော်ချက်လေးချက်ထားလိုက်ပါတယ်ကဲဒါဆိုရင်ခေါရခါညွန့်ကြော်ချက်လေးလည်းရပြီဝက်သားလေးလည်းကြက်ပြီးငပိရည်တိုးစရာလည်းစုံစုံလင်းလင်းလေးဖြစ်ပြီဆိုလို့ရှိရင်တော့ကျမတို့တူကြီးတွေအခုလိုမျိုးလေးအားရပါရနဲ့စားလိုက်ပါတယ်ရှင်ဟယ်လိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်ဆောင်ကြမယ်နော်